ဘာဖြစ်လို့ရောင်းချလို့ရောင်းတယ်သူများရဲ့ privacy အတွင်းရေးတွေဆိုအရင်သိချင်ပါတော့ပြိတ္တကြီးများကိုဒီရက်ကွက်ငါးကအိမ်ဘာဖြစ်လို့ရောင်းလဲဆိုတော့ပြောပြပါမယ်လို့ဒီရဲ့အိမ်ကဆိုရင်သူကမိန်းလမ်းမကြီးတန်ရန်မိန်းကမိန်းလမ်းမကြီးရဲ့လမ်းမကြီးတကွန်းကုန်းမှရှိတယ်သူ့ရဲ့ချင်းအကျယ်ကပေ60 80ဦးမှနှစ်ကွက်သွဲရှိပါတယ်ပြီးရင်သူ့ရဲ့ဝင်းထဲမှာဆိုရင်အိမ်နှလုံးဆောက်ထားတယ်သူ့ရဲ့ဒီအိမ်ရဲ့အားနည်းချက်ကဆိုရင်လမ်းဖြစ်တယ်သူ့ရဲ့အဝင်လမ်းကဆိုရင်ကားတစ်စီးပဲဝင်လို့ရတယ်တကယ်လို့ဒီလမ်းအားနည်းချက်တာမရှိလို့ရှိရင်ကာလာပေါက်ဈေးအနေနဲ့1000ကျော်အထက်မှာရှိပါတယ်ဒါပေမဲ့သူ့ရဲ့လမ်းအားနည်းချက်ကြောင့်မလို့ပိုင်ရှင်က3,900ညှိနှိုင်းဈေးနဲ့ဖွင့်ထားပါတယ်ရှင်သူကတန့်ရန်မြို့ရဲ့စင်တာအလဲတဲ့မှာရှိပါတယ်ဈေးနီးကြောင်းနီးကျမ်းမာရေးစေးရုံစေးခန်းတွေလည်းအရန်နီးပါတယ်ဘာလို့ဒီအိမ်ရောင်းရလဲဆိုရင်သူရဲ့ဝင်းထဲမှာအိမ်နှလုံးရှိရဲ့အကြောင်းရင်းကအရင်ကမိသားစုတက်တိုက်တဝင်းထဲနေတဲ့အိမ်မှာဒါပေမဲ့နောက်ကျတော့သားသမီးတွေကြီးပြင်းလာတဲ့ခါမှာအိမ်နောင်တွေကြကုန်တယ်အိမ်ခွဲနေကြတဲ့ခါကျမှဘိုးဘွားတွေကြံခဲ့တယ်အဲ့ဒီဘိုးဘွားကဘိုးဘွားတွေမရှိတော့တဲ့ခါမှာအမွေအနှစ်အနေနဲ့ကြံခဲ့တယ်မောင်နှမတွေနဲ့ပြန်ခွဲဖို့ဆိုရင်ဒီအိမ်ကိုရောင်းရခြင်းပဲဖြစ်ပါတယ်နော်ဒီအိမ်ရဲ့အားနည်းချက်ကလမ်းဖြစ်ပေမဲ့လည်းကိုကလမ်းပြန်ပြင်ဖို့လမ်းပြန်ချဲ့ဖို့အခွင့်အရေးလည်းရှိပါသေးတယ်တကယ်လို့မိတ်ဆွေတို့ကဒီအိမ်ကိုစိတ်ဝင်စားတယ်အပြင်မှာလာရောက်ကြည့်ရှုခြင်းနဲ့ဒီအိမ်ရဲ့အသေးစိတ်ကိုကြည့်ရှုသိချင်တယ်ဆိုရင်တော့ Trade ရဲ့ LMG မြေကွက်ကျိုးဆောင်စီကဖုန်းနံပါတ်ကိုဆက်သွယ်မိနဲ့စုံစမ်းနိုင်ပါတယ်ရှင်